20 တခုကျော်အကောင်းဆုံးနေညာဂျူရိုရဲ့တောက်ခမန်းလေးလေးတက်ခိုက်ချက်တွေကိုမိုမိုရှိကီရတယ်အိုဆူဇူကီဆိုတဲ့နာမည်နဲ့နှစ်ယောက်တစ်ယောက်ပြန်တီးပြနေပြီမဲ့ညာရီတွေကိုမတ်စ်ကဆာစကီရဲ့ကြီးကြတဲ့ကျွမ်းကျင်မှုတွေကြားမှာဒီနှစ်ကောင်ကလုံးဝ short တက်လို့မရဘူးဆိုတာနားလည်သွားပါတယ်အဲအကြောင်းကီရှိကီရဲ့ weapon တွေနဲ့ပါခုခံမိမဲ့တစ်ချက်ပြီးတစ်ချက်အတီးခံရရင်နှစ်ဖျားတစ်ပည့်ထပ်ပိုင်းပြက်နေတဲ့နေရာစီရောက်သွားကြပါတယ်ဒါပေမဲ့အဲ့လောက်နဲ့တော့မပြီးသေးပဲဆာစကီရဲ့ lightning chakra ပေါင်းဆက်တာတဲ့ဖူမာ shadow shuriken jutsu ကိုဝါယာတွေနဲ့ကျွမ်းကျင်စွာသုံးပြနေပြီးမိုမိုရှိကီကလည်းအားလုံးကိုကာကွယ်လိုက်နိုင်ပြီပဲနေရာထဲကနေနောက်ထပ် shuriken တစ်ခုကပင့်နေနိုင်ပါတယ်အဲ့ဒါကတော့တစ်ချိန်က the best Q လို့သုံးပြခဲ့တဲ့အတိုင်း Rasen Shuriken နဲ့ Naruto ဖြစ်နေရဲ့ပြီးသူပြစ်လိုက်တာက Jutsu မဟုတ်ပဲချက်စင်အသွင်ပြောင်းလာတဲ့ Sasuke ဖြစ်နေခဲ့ပါတယ်။တတိမလို့တဲ့ Momoshiki ကတန်ကြိုးတွေနဲ့တုတ်လိုက်ပြီးမြဲ Sasuke ရဲ့ချက်ချင်း Rinnegan နဲ့နေရာချိန်ပေးလိုက်ပြီး Naruto ရဲ့လက်တီကိုအားရပါရစားလိုက်ရတဲ့ပြီးချီပါကူတန်းစဲဂျိုးတဲ့တခုဖန်တီးခြင်းလို့အမည်ရတဲ့ Jutsu နဲ့ပါချက်ချင်းအစည်းခံလိုက်ရပါတယ်။ဒါပေမဲ့ Otsutsuki ဆိုတာကလည်းညသမိုင်းတစ်လျှောက်နဖယာနီနီကျန်းတဲ့ကောင်တွေဖြစ်တဲ့အတွက်အဲ့လောက်နဲ့တော့အနိုင်ယူလို့မရသေးပဲ။ Inukai Takeru no Mikoto လို့ခေါ်တဲ့ Danai-la Jutsu နဲ့ပါပြန်သိမ်းနေရကြောင်း Naruto ကသူ့တကယ်ကြီးအချိန်ကြီးကယ်လိုက်ရပါတယ်။ Momoshiki ရဲ့နာဘာကြောက်ရွံ့ထုကိုခူရာမ Tevis ပေါင်နဲ့ပြန်သိပြီးမြဲထင်တော့တုံးမပေါက်တာကြောင့် Sasuke ရဲ့စူစာလုံး MRI ပါတက်ပေးလိုက်တယ်။ Momoshiki ပြောတဲ့အစင်းလိုက်တော်ဝါနှစ်ယောက်ကပဲတစ်ချက်လောက်ပိုင်းပြလိုက်ပါတယ်။ဘုံဘယ်လိုကိုပါနေ